မောင်ကတော့ငါနဲ့ငါသမီးကိုစောင့်ပြောသွားတာလေအမေခုနအဖေကသမီးကိုစောင်းပြောသွားတာလားမဟုတ်ပါဘူးသမီးရဲ့သမီးဖေကလေသမီးကိုအရန်ချစ်တာကို့ဖေကိုဒီလိုအထင်မလွဲရဘူးသမီးရဲ့ဟောသမီးအမေဖျားပန်းလေးချင်လို့ရမေကိုရေလေးတစ်ပုံးလောက်ဆွဲပြပါလားဟောကျွတ်ဒီပြန်လာမှခိုင်းသူ့ကိုပတ်စံပေးပြီးခိုင်းဖို့ခေါ်တာအမေဘာလို့ခိုင်းတာလဲခပ်ပေးလိုက်ပါဦးအဲ့ဒီလိုမပြောရဘူးသမီးရဲ့ကျွတ်ညီကိုအမေတို့ငားထားတယ်ဆိုတာလေလေတဲ့ကကိစ္စကိုလုပ်ဖို့ငားထားတာသမီးရဲ့အိမ်မှုကိစ္စတောက်တူမရခိုင်းမှုငားထားတာမဟုတ်ဘူးပြီးတော့ဒီတော့ဒုက္ခပါပဲဒီနော်ငါသမီးပြပါတော့ခါရဲကိုပဲမကြလဲအလိုလိုက်ထားတော့တခါလဲဖြစ်ချင်နိုင်ကိုဖြစ်နေတာပေါ်လေကိုသမီးဆိုတော့ကွာလုပ်ပြရမှာပေါ့ဟုတ်လားဟဲ့နီလာညီနောက်တစ်ခေါက်ရေခပ်ခဲ့ရမှာပေါ့ဆင်းဝပြည့်သေးတယ်ဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲဟိုကောင်မမျက်နှာမမြင်ကျင်လို့ဘယ်ကောင်မှပြောဟောပါလေညီရွှေစောတဲ့ကောင်မပေါ့သူ့မျက်နှာမြင်ရတယ်နေလိုမီးလို့ပူတယ်ကောင်မလောအဲ့ကောင်မဆုံးဆုံးနေပြီပူတော့ဘာဖြစ်လဲညီတို့တအိမ်ရောမှာမေးလျှော့ပြင်မယ်နားလေလားဘာပြောလဲညီကဘာပြောလားဘာလဲဟဲ့ညီဟဲ့မခံနိုင်လဲသေးလိုက်လေညီတို့ကသူ့တင်းနေတော့သူပြန်ပြောမှာပေါ့ဟဲ့ကြားရပါဖြစ်လေအော်မနေတော့ညီကဘာလို့လို့ပါလားကောင်မရောပါဖြစ်ဟုတ်အောင်ဟဲ့ဒါလည်းကောင်မဟေးဘာဖြစ်ရလဲရဲရဲနေမမြင်ဘူးလားဟာရေရွှေဘောက်တော့ကျွန်တော်ပြင်းရလေဟမ်ကြည့်ရပါဖြစ်တော့ကြီးတော့ဘာဖြစ်ရမှာလဲရေရွှေရဲ့ကြီးလာယူမှကိုရဲထွန်းရတယ်ချစ်တာတိတိလေးကန်စားလို့မရဘူးအကြီးယူမှချစ်တာဘာ